တလာမှုရွှေစုံပြီးအကြိုင်နာကြီးလိုက်ပါတော့ရွှေစုံပြီးရဲ့ပိတ်ကတွေကြည့်နေတယ်အဲ့ဒါနဲ့အားပြောရရနောက်ဆုံးကြည့်အားလုံးကဲစနေရှစ်ချက်နဲ့စနေချစ်ချက်တက်ပြီမိဆက်ကြပါတယ်မိဆက်ကြလေးလည်းမပါတယ်ရေတကွန်းတဲ့အတူပရိသတ်ပန်းလေးလည်းပါတယ်အဲ့ဒါရှမ်းပြည်ရဲ့အလှကျွန်တော်တို့ရေတကွန်းလေးနဲ့အတူကျွန်တော်တို့အေးချမ်းချင်းတိတ်ပဲအရိုက်ရှင်းမြင်တာအလိုအေးချမ်းပါလေဆိုတဲ့မိဆက်ကြနဲ့ကျွန်တော်လှည့်ပြီးတော့ဆူတောင်းနေတဲ့သဘောပါခင်ဗျစလိုက်ပြီးမထိုးပါနဲ့ထိုးရင်အိမ်ပြန်ထိုးဆလိုက်ပြီးလုံးဝမထိုးနဲ့လာကွာရွှေလုံးပြီးတော့တကယ်ပဲတော့လိုပါပဲကွာရွှေလုံးကဲအတိုင်းလို့နဲ့အတိုင်းချဖို့လုံးနေပြီနော်ဖြာလာတော့ဖြာနေပြီဟောလာပြီအတိုင်းလေးတွေအတိုင်းချင်းပြီမနစ်ကချန်ပီယံရသွားတဲ့ရွှေစုံပြီးပါခင်ဗျာဒီနှစ်မှာဆက်ယူမယ်ဆိုရင်တော့လာပါတယ်အိုးအနီအောင်ဆုံးအစိမ်းရောင်ဆုံးဟောအလဲကျိုးဗဒပြားကြီးကျဲတယ်ခင်ဗျဗဒပြားကြီးကျဲပြီဟောပရင်းနေလည်းပါတယ်ဗျဘုံကုတ်ကဗဒပြားဟောဘုံကုတ်ဘုံကြီးကပရင်းနေပါတယ်ဗျဟောလာပြီပလဲတွေအဲ့ဒါကတော့မြိတ်ကျိုးစုကနေပြီးတော့စမှုစုံကကားတဲ့ဖွက်တဲလာတာပါခင်ဗျရွှေစုံပြီးလာကွာရွှေလုံးပြီးပါပဲကွာရွှေစုံပြီးပါခင်ဗျကဲလေဟုန်စီးပြီးတော့ဝေကုံတီးနေပါပြီခင်ဗျမနေ့ကလက်ရှိချန်ပီယံပါခင်ဗျမိတ်တုတ်ကျေကလေးတော့ပါခင်ဗျမိတ်တုတ်40ချန်ပီယံမို့40လာရနေတော့ဒေဝနာပါဘယ်မှာတော့ပါလဲနော်ချန်ပီယံဆို40မှာရတယ်လေ40ဟောလား40ပြီးကဲမိနစ်20-30ဒီကြည့်ရပဲမီးဗျလှတုံးဝါတုံးပြတုံးမှာခင်ဗျာပိတ်တာ40ကြော်ရင်ကြော်မယ်မရောဘူးစိတ်ချအကျော်ဘက်ကပဲရှိပဲမရောဘူးအဲ့ဒါတရားမင်းကနေပြီးတော့သူ့နဲ့သမီးလေးပါနဲ့ဝင်းစရတာယထာနဲ့ကြည်နေတယ်မြင်ကြတာဟုတ်မှာလာတော့ပါဗျာလာတော့ပါတော့23ပါပဲခင်ဗျာလာတော့ပါတော့40ပါခင်ဗျာ40ပြီဆို40ပေါ့လာတော့ပါတော့ပြန်တော့ဘိုးသုံးတဲ့40ပါခင်ဗျာကဲရွှေစုံပြီးရတော့ခြေစုံကံပြီးတော့တီးနေပါပြီခင်ဗျာကဲဒီနေ့လာတဲ့လူတွေကိုယ့်ရဲ့ကြည့်ရရုံနဲ့တယ်ဩပါလက်ခုပ်ကလေးများပေးကြပါဦးခင်ဗျာကဲတမင်တလန်းကြားတလန်းဖို့
ရွှေစုံကငွေကုန်တဲ့တငယ်ချင်းတို့ရေအောင်မြင်စွာလွတ်တင်ပြီးရင်တော့ကွင်းထဲကနေပြီးတော့စီကံတကြပြန်လည်ထွက်ခွာဖို့မြစ်တာခတ်တယ်နောက်ကတငယ်ချင်းတွေလွတ်ဖို့ရှိတယ်အောင်ပြီရွှေစုံပြီးအောင်ပါပြီရွှေစုံပြီးအောင်ပြီရွှေစုံကတော့ငွေကုန်တစ်လောက်တန်ပါတယ်ခင်ဗျဟောတရားမင်းယူသွားပြီတရားမင်းနော်တရားမင်းယူသွားပြီ